ဈေးရောက်တဲ့ဆိုင်တွေမှာဆိုင်ချင်းတူပြီးမဲ့စမ်းချင်းမတူဘူးဆိုတာကျွန်တော်ဒီဆိုင်ကိုကြည့်လို့ယုံသွားပြီဒီဆိုင်ကကျွန်တော်နေတဲ့နားမှာပေါ့နော်ဒီလိုအသီးဆိုင်လေးတွေအများကြီးရှိပေမဲ့ဒီဆိုင်မှာအများတဲ့လူတန်းစီရတယ်ကျွန်တော်ဆိုလူတန်းစီလို့တစ်ခါမှဝယ်မစားဖြစ်ဘူးတရက်ကတော့သူဘာကြောင့်ဒီလိုမျိုးအခုလိုတန်းစီရလဲဆိုတဲ့ဟာကျွန်တော်သိကျင်တာနဲ့တန်းစီပြီးဝယ်စားဖြစ်တယ်ပေါ့နော်ဒီအသီးပဲဒီဈေးပဲဒီပုံစံပဲအကုန်လုံးဒီတိုင်းပဲစင်လူရိုးမှရောင်းကြတာပဲဒါပေမဲ့ဒီဆိုင်ကအများနဲ့လူကြိတ်ကြိတ်တိုးနေတယ်အဓိကဘာအားသာချက်ရှိလဲဆိုတော့ကျွန်တော်ထင်တာပေါ့အဲ့သူ့ဆိုင်ကအချင်းလေးပေါ့နော်ဒီအနှစ်လေးပေါ့နော်အနှစ်မျိုးစုံရှိပြီကိုကြိုက်တာရွေးလို့ရတယ်အသီးတွေကတော့ဒီမှန်မုံထဲမှာရေခဲစိန်ထားတဲ့ပုံစံအတိုင်းပဲအဲ့တော့ဘာမှထူးမခြားနာဘူးလို့ထင်ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနနသီးဝယ်စားကြည့်ရပေါ့နော်စားကြည့်လိုက်တော့ပုံမှန်ထက်မထူးဆန်းဘူးလို့ထင်ရပေမဲ့နည်းနည်းလေးထူးခြားတာလေးတွေ့ရတယ်ရေခဲကိုအကြာကြီးစိန်ထားပေမဲ့နနသီးရဲ့အရသာလုံးဝပေါ့မသွားဘူးပေါ့နော်အေးပြီးတော့ချိုစိတ်နေရပဲပေါ့နော်နနသီးရဲ့အရသာသူကအချင်းလုံးဝမရှိသလိုခံစားရတယ်ပေါ့နော်ဒါကတော့ဒီကနနသီးတွေရဲ့ပုံစံအတိုင်းပေါ့နော်ချိုပါတယ်သူ့ရဲ့စားပေါ့နော်အမှုတ်ကလည်းငပိနဲ့လှုပ်ထားတာမဟုတ်တော့လေးနက်ပြီးတော့စားလို့ကောင်းတယ်နနသီးရဲ့အေးအေးလေးချိုလေးနဲ့ဒီစားရဲ့အရသာနဲ့ပေါင်းဆက်လိုက်တော့တော်တော်ရသာရှိတဲ့အစားအစာဖြစ်ခဲ့ပါတယ်ဒါကျွန်တော်နောက်တစ်ရက်ထပ်ပြီးသွားဝယ်စားတာပေါ့နော်နောက်နေ့နဲ့အဲ့ဒီဆိုင်ကိုသွားဖို့ဆုံးဖြတ်ထားတယ်ဒီဆိုင်ရဲ့ဆန်းကကြောက်စရာကြီးဗျတကယ်စားလို့လည်းကောင်းတယ်နော်